အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခက်ကန်ကထွက်တဲ့ preschool ရွယ်တသားမီမီလေးတွေအတွက်အရန်ကိုအဆင်ပြေတဲ့စာအုပ်ကလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီစာအုပ်ကလေးက white clim စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စာရွက်တွေအများကြီးလည်းကုန်စရာမလိုပဲနဲ့ခဏရေးလိုက်ဖြတ်လိုက်လို့လည်းရပါတယ်နောက်တော့ activity အားဖြင့်အခု60တောင်ပါတဲ့အတွက်ကြောင့်မို့လို့ကလေးတွေအတွက်အခုမှစပြီးတော့ခဲရန်ကိုင်လေ့ကျင့်လို့လည်းအရင်အဆင်ပြေပါတယ်ပြီးတော့ရင်အဲ့လိုစာတွေလိုမျိုးလောက်ကြတာမျိုးမဟုတ်ပဲနဲ့ activity လေးတွေအနေနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေအတွက်လည်းအရင်ကိုလောက်ကြတာပြောမှအသေးချပါပဲပြီးတော့ဒီမှာသူ့မှာဆိုရင်ဒီလို pen control white clean pen လေးလည်းပါတယ်ပေါ့နော်ပါတဲ့အတွက်ကြောင့်မလို့ရေးလိုက်ဖြတ်လိုက်လောက်ရတာအဆင်ပြေတယ်activity လေးတွေကဒီလိုပေါ့နော်ဒါဆိုလို့ရှိရင် matching ဒီလိုမျိုးလေးတွေဒီကလေးတွေကိုပေါ့နော် pattern လေးတွေကိုနားလည်အောင်ဒီ zebra ရဲ့ match ဖြစ်တဲ့ pattern လေးတွေဆွဲရတာမျိုးလေးတွေပါပါမယ်ပြီးတော့ရင်အလွယ်တကူလည်းဖြတ်လို့ရပါတယ်နော်ပြီးတော့ဒီ pen လေးတွေကလည်းအပြင်မှာဆိုလို့ကုန်သွားလို့ရှိရင်လည်းစီးသက်တာနဲ့အရန်ကိုရှာလို့ရဝယ်ပါလွယ်ပါတယ်ပေါ့နော်နောက်ဒီဟာလေးတွေကငါးလေးတွေကို match လုပ်ရတဲ့ activity ပါပါတယ်တကယ်ဟိုကလေးတွေပျော်စေတဲ့ activity လေးတွေပါပေါ့နော်ပြီးတော့နောက်ဆုံးမှာဆိုလို့ရှိရင်လည်းဒီလိုမျိုး dot to dot set တဲ့ activity လေးတွေပါပါမယ်နောက် number practice အနေနဲ့ပေါ့နော်1 2 3ရေးပုံရေးနည်းဘယ်လိုဆွဲရတယ်ဆိုတော့ဒီ instruction လေးတွေလည်းပါတယ်အပြင် ABC မှာဆိုလို့ရှိ ABC တွေလည်းcapital letter အောင် small letter ကိုရေးလို့ရပါတယ်ဟုတ်ဒီစာအုပ်ကလေးကိုဝယ်ယူမယ်ဆိုလို့ရှိရင်တော့ Little Sunshine ရဲ့ comment or ချက်ပေါက်မှာလာပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်